တော့မိမိဖုန်းကိုအသုံးပြုပြီးတော့ online ပေါ်ကနေပြီးတော့မှဒီရမြူထားလက်မှတ်ဘယ်လိုဝယ်ရလဲဆိုတာလေးကိုဆက်ပြီးရှင်းပြသွားပါမယ်ပထမအဆုံးအနေနဲ့မိမိဖုန်းမှာရှိတဲ့ browser ဖြစ်တဲ့ Chrome browser ကိုဖွင့်လိုက်ပါပြီးပြီဆိုတာနဲ့ကျွန်တော်ကDMU ရထားလက်မှတ်website လိပ်စာပါတယ်ပေါ့နော်QR code လေးရှိရဲအဲ့ QR code လေးကိုအသုံးပြုပြီးတော့မှဝယ်မှာဖြစ်ပါတယ် QR code လေးကိုကျွန်တော်ဒီဖုန်းထဲကိုထည့်လို့ရအောင်ထည့်လို့ရဖို့အတွက်ကျွန်တော်ဒီကင်မရာပုံတင်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဖုန်းထဲကနေပြီးတော့မှ allow access ပေါ့နော်ဒါကတော့ကျွန်တော်ဖုန်းထဲကနေပြီးတော့တင်ထားတဲ့ scanner ကိုဖတ်လို့ရအောင်လို့နှိပ်ရတာဖြစ်ပါတယ်ပြီးတော့ scanner ဒီ save ထားတဲ့ဟာလေးကိုရွေးလိုက်မယ်ပြီးတော့ done ကိုနှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်ခုနက done လုပ်ပြီးတော့ကျွန်တော်ဒီ QR code လေးကိုရွေးလိုက်မယ်ပေါ့နော်နှိပ်လိုက်ပြီဆိုတာနဲ့ကျမတို့ဒီမှာ QR code လေးရဲ့အလယ်မှာရထားလက်မှတ်ဝယ်ယူလို့ရမယ် website ရဲ့လိပ်စာလေးပေါ်လာပြီဖြစ်ပါတယ်အဲ့ဒီလိပ်စာလေးကိုကျမတို့တစ်ချက်နှိပ်ပါမယ်ဒါဆိုလို့ရှိရင်တော့ကျမတို့ရထားလက်မှတ်ဝယ်ယူရမယ်website ထဲကိုရောက်သွားပါပြီကိုကအသွားတစ်ကြောင်းပဲလိုချင်နေဆိုရင်တော့အသွားတစ်ကြောင်းဘက်ကိုအပြအောင်လေးဖြစ်အောင်လုပ်ထားရပါမယ်ကျမတို့ကအသွားပြန်ခရီးနှစ်ခုစာအတွက်တစ်ခါလေးဝယ်ချင်နေဆိုလို့ရှိရင်တော့ဒီခလုတ်လေးကိုအပြာရောင်ဖြစ်အောင်နှိပ်လိုက်ပါမယ်ကျမတို့အသွားတစ်ချောင်းစာအတွက်ပဲဝယ်ပြမှာဖြစ်တဲ့အတွက်အသွားတစ်ချောင်းစာပဲနှိပ်ထားပေးပါမယ်ခီးစင်စာကနေပြီးတော့သူရန်ကုန်ဖြစ်တဲ့အတွက်နေပြီးတော့ကိုခီးစင်စာတီးနေပြီးတော့ဖြစ်တဲ့အတွက်နေပြီးတော့ရွေးပါမယ်ခီးစင်ဆုံးတီးရန်ကုန်ဖြစ်တဲ့အတွက်ရန်ကုန်ရွေးပါမယ်ပြီးတော့ထွက်ခွာမယ့်ရက်အနေနဲ့ကတော့9ရက်ကြိုတင်ပြီးတော့ဝယ်ယူလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်က31ရက်နေ့စာအတွက်ပေါ့နော်31ရက်နေ့စာအတွက်ဝယ်ယူတဲ့ပုံစံလေးကိုပြပေးပါမယ်ကျွန်တော်31ရက်နေ့ကိုရွှေ့လိုက်ပါမယ်ဒါကတော့မိမိသွားမယ့်ရက်ကိုရွှေ့ရမှာဖြစ်ပါတယ်တကယ်လို့မိမိသွားမယ့်ရက်ကဒီhighlight ဖြစ်နေရပေါ့နော်ဒီအမဲရောင်လေးပေါ်နေတဲ့ရက်ထဲမှာမရှိသေးဘူးဆိုရင်တော့ဝယ်လို့မရသေးပါဘူးဒီအမဲရောင်လေးဒီလိုအမဲရောင်လေးပေါ်နေမှသာလျှင်ကျွန်တော်တို့လက်မှတ်ဝယ်ယူလို့ရမှာဖြစ်ပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်တကယ်လို့ကိုယ်နဲ့သွားမဲ့သူဒီလူကြီးထပ်ပါသေးရဆိုလို့ရှိရင်လူကြီးမှာ plus နဲ့ minus ဆိုတာရှိပါတယ်လူကြီး2ယောက်ဆိုလို့ရှိရင်plus 2ပေါ့ plus လေးကိုနှိပ်လိုက်ပါအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါတကယ်လို့တယောက်တည်းဆိုရင်တော့ကျွန်တော်တယောက်တည်းသွားမှာဖြစ်တဲ့တယောက်ပေါ့နော်တကယ်လို့ကိုကကလေးပါတယ်ဆိုလို့ရှိရင်လည်းကလေးပေါ့နော်ပါတယ်ကလေးအတွက်ထိုင်ကုန်ယူမယ်ဆိုလို့ရှိရင်ထိုင်ကုန်ယူမယ်ဆိုပြီးတော့မှနှိပ်ပေးရပါမယ်3ယောက်ကလေးပါတယ်ဆိုလို့ရှိရင်အလားတူပါပဲဒီမှာ plastic တစ်ကိုတယောက်ပါရင်တယောက်ပေါ့နော်2ယောက်ပါရင်2ယောက်ယူပြီးတော့မှထိုင်ကုန်ယူမယ်ဆိုလို့ရှိရင်ထိုင်ကုန်ယူမယ်ဆိုတာကိုနှိပ်ပေးရမှာပါအခုတော့ကျွန်တော်လူကြီးတယောက်စာပဲဖြတ်ပေးမှဖြစ်တဲ့အတွက်ဒါလေးတွေကိုပြန်ပြီးတော့မှပေးလိုက်ပါမယ်ဒါမျိုးရွေးပြီးပြီဆိုတာနဲ့ကျမတို့ပြီးပါပြီဆိုတာကိုတစ်ချက်နှိပ်ပါပြီးတော့ကျမတို့ရှာဖွေမြေကိုဆက်နှိပ်ပါဒါကတော့မန္တလေးကနေပြီးတော့ရန်ကုန်ကိုသွားမဲ့ရထားတွေပေါ့နော်ရထားတွေကိုလည်းကိုကပြင်မနာဘူတာနေတော့၎င်းနေပြီးတော့ဘူတာနေ၎င်းစောင့်စည်းလို့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကိုလည်းရွေးဖြတ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကနေပြီးတော့ကနေရန်ကုန်ကိုဓာတ်ရိုက်သွားတဲ့ရထားနဲ့ဖြတ်ပြမှာဖြစ်တဲ့အတွက်နေပြီးတော့ကနေရန်ကုန်ရထားကိုပဲကြည့်လိုက်ပါမယ်။နေပြီးတော့နေရန်ကုန်ကိုရထားကအချိန်နှစ်ခုဆွဲပေါ့နော်။မနက်10:00နာရီမှာတစ်ချိန်နေခင်း12:00နာရီခွဲမှာတစ်ချိန်ရထား2ချိန်ရှိပါတယ်။ကျွန်မမနက်10:00နာရီရထားနဲ့ဖြတ်ပြပါမယ်။ဒီလိုမျိုးပေါ်ပြီဆိုတာနဲ့ကျမတို့ဒီမှာရက်တန့်ဘူတာများမှာတစ်ချက်နှိပ်ပြီးတော့မှဘယ်ဘူတာတွေမှာရက်မှာလဲဘယ်နှစ်နာရီပိုင်းမှာဘယ်ဘူတာတွေမှာရက်မယ်ဆိုတာကိုဒီမှာလေးဖော်ပြထားပေးပါတယ်ပြီးတော့ဒါလေးကြည့်ပြီးဆိုလို့ရှင်တော့ဒီအနီလေးကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့ထိုင်ကုန်မျိုးစားရွေးချယ်ရန်ကိုနှိပ်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့ပထမတန်းတွဲ1တွဲ2တွဲ3တွဲ4ပြီးတော့အထက်တန်းတွဲ1တွဲ2ဆိုပြီးတော့မှရှိတာဖြစ်ပါတယ်ယထာမှာတော့ကျွန်တော်တို့ကျွန်မစီးခဲ့တဲ့တခြားမှာဆိုလို့ရှိရင်တော့တွဲ1တွဲ2ပြီးလို့ရှိရင်တော့အထက်တန်းတွဲ1နဲ့အထက်တန်းတွဲ2လာပါတယ်ပြီးတော့မှပထမတန်းတွဲ3နဲ့တွဲ4ဆိုပြီးတော့မှလာတာဖြစ်ပါတယ်ဆိုတော့ကျွန်မကတော့ပထမတန်းတွဲ2ကနေပြီးတော့မှလက်မှတ်ဖြတ်တဲ့ပုံစံလေးကိုပြပေးပါမယ်ကျွန်တော်တို့ထိုင်ကုန်ရွေးတော့မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ်လာပြီဆိုတော့ကျွန်တော်တို့ပထမဦးဆုံးထိုင်ကုန်ရွေးရမှာပါထိုင်ကုန်ရွေးပြီဆိုတာကိုတစ်စက်နှိပ်လိုက်ပါဒီမှာဆိုလို့ရှိရင်တော့အစိမ်းရောင်လေးတွေဒီခုံလို့ပေါ့နော်ကိုရွေးချယ်ပြီးတော့ဝယ်ယူလို့ရတယ်ဒီအစိမ်းရောင်တွေကနေပြီးတော့ကိုကြိုက်တဲ့ခုံကိုဝယ်ယူလို့ရမယ်ပေါ့နော်ထိုင်ခုံဝယ်တဲ့အခါမှာဆိုရင်တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့နောက်ဆုံးပေါ့နော်ဒီမှာ 7A B C D ပေါ့နော်ခုနှစ်
ဒီအတန်းဒီကျမတို့နေပြည်တော်ကနေပြီးတော့ရန်ကုန်ကိုသွားမယ်ဆိုလို့ရှင်တော့ရထားသွားရဘက်ကိုကြော်ပေးပြီးတော့စီးရပါတယ်ရန်ကုန်ကနေပြီးတော့နေပြည်တော်ပြန်လာမယ်ဆိုလို့ရှင်တော့ရထားသွားရဘက်ကိုမျက်နှာမူပြီးတော့စီးရတဲ့ထန်ခုံလေးဖြစ်ပါတယ်ကျန်တဲ့ခုံတွေကတော့9နဲ့9 8နဲ့9ဒီမျက်နှာချင်းဆိုင်10နဲ့17ဒီမျက်နှာချင်းဆိုင်12နဲ့13ဒီမျက်နှာချင်းဆိုင်14နဲ့15ဒီမျက်နှာချင်းဆိုင်ထန်ခုံအနေထားနဲ့စီးရတာဖြစ်ပါတယ်ပြီးတော့ဒီကျမတို့ရထားရဲ့ပေါ့နော်မှန်ဘက်ချမ်းမှာစီးကျင်တာဖြစ်တဲ့အတွက်ရှစ်ဒီကိုရွေးလိုက်ပါမယ်ရထားသွားရဘက်ကိုလည်းမျက်နှာမူပြီးစီးကျင်တယ်ရထားရဲ့မှန်ဘက်ချမ်းမှာပဲစီးကျင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီရှစ်ဒီကိုရွေးလိုက်မယ်ပြီးဆိုတာနဲ့ကိုရွေးချက်လိုက်တယ်ဆိုတာနဲ့ကိုရွေးချက်လိုက်တဲ့ခုံလေးဒီအပြာရောင်လေးပြောင်းသွားပါတယ်ပြီးဆိုတာနဲ့ဒီအနီရောင်ခလုတ်လေးကိုနှိပ်ပြီးတော့ပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျမတို့ထိုင်ခုံပထမတန်းတွဲနှစ်ထိုင်ခုံရွေးပါရဲ့ပြီးမှာခုနကကျမရွေးချက်လိုက်တဲ့ 8D ဆိုတာလေးပေါ်လာပြီးဖြစ်ပါတယ်ဆက်ပြီးတော့မှကျမရွေးချက်မီဆိုတာလေးကိုဆက်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ကျမတို့ရထားလက်မှတ်ဝယ်ယူဖို့အတွက်အချက်လက်တွေဖြည့်သွင်းရမယ်ပေါ့နော်ဒါတွေကိုမိနစ်20အတွင်းဆောင်ရွက်ပြီးတော့မှရထားလက်မှတ်ကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်ကျမအချက်လက်တွေဖြည့်ဖို့အတွက် OK ကိုဆက်နှိပ်လိုက်ပါဒါကတော့ကျမပေးချင်ရမယ့်ငွေအမောင့်ဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်လည်းဘာတွေစစ်လို့ရလဲဆိုတော့ကျမတို့စီမဲ့ရထားဒီနေပြည်တော်ကနေရန်ကုန်ကိုအမှတ်32အစုံရထားဖြစ်ပါတယ်ပထမတန်းတွဲနှစ်ကနေပြီးခုံနံပါတ်8D ပေါ့နော် 8D ကနေစီမှာဖြစ်ပါတယ်ပြီးတော့ရှေ့တို့ဆိုတော့တစ်ချက်နှိပ်ပါပြီးတော့ဒီမှာကျမကတော့အမှန်တော့မထည့်လိုက်တော့ပါဘူးပြီးတော့ဒီမှာနိုင်ငံသားအမှတ်ရွေးချယ်ရမှာဖြစ်ပါတယ်နိုင်ငံသားအမှတ်ဒီဒါကိုရဲ့မှတ်ပုံတင်အမှတ်ပေါ့နော်တင်မြင့်ဆောင်ဆိုတင်မြင့်ဆောင်2မြင့်ဆောင်ဆို2မြင့်ဆောင်ပေါ့နော်တင်မြင့်ဆောင်ဆိုလို့ရှိရင်1ကိုရွေးပါ2မြင့်ဆောင်ဆို2ကိုရွေးပါဆိုတော့ဒီနေရာမှာတော့တင်မြင့်ဆောင်နဲ့သွားထားပါမယ်ဒီမှာဆိုလို့ရှိရင်နောက်ထပ်ဒီမြားလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မြို့နယ်ပေါ့နော်တင်မြင့်ဆောင်ထဲမှာရှိရဲ့မြို့နယ်ကျမမကာနာနဲ့သွားလိုက်ပါမယ်ပြီးတော့ရွေးချယ်ရမှာကျမတို့က9ကိုရွေးပါမယ်ဒီမှာဆိုလို့ရှိရင်နိုင်နိုင်ငံသားတို့ပေါ့နော်သာသနာပြုလို့ပါတော့ပေါ့နော်ဒါတွေကတော့ကိုမှတ်ပုံတင်နဲ့ကရှိတဲ့ဟာအတိုင်းပဲရွေးပါကတော့နိုင်ကိုရွေးလိုက်ပါမယ်ပြီးတော့မှတ်ပုံတင်နံပါတ်ထည့်ပါမယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်အမျိုးသားဆိုရင်ဂျာအမျိုးသမီးဆိုရင်မပေါ့နော်ရွေးရမယ်ပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ရိုက်ထည့်ရမှာပါ39ဒါကတော့ကျွန်တော်ဒါကကျွန်တော်ရဲ့ဖုန်းနံပါတ်ပေါ့နော်ဥပမာတစ်ခုရိုက်ထည့်လိုက်ပါတယ်ပြီးတော့ရှေ့တို့ဆိုတော့တစ်ချက်နှိပ်ပါမယ်ဒီစင်ရောက်ပြီဆိုတာနဲ့ကျမရဲ့ခရီးတဲ့အချက်လက်ကိုစစ်နိုင်တယ်ကိုသွားမဲ့ခရီးစဉ်ရဲ့အချိန်နဲ့ရက်ပေါ့နော်ပြီးတော့ထိုင်ခုံအတွဲပေါ့နော်ဒါကိုစစ်လိုက်ပါစစ်ပြီးပြီဆိုတာနဲ့ကျမတို့ရထားလက်မှတ်ဝယ်ယူရမည့်စီမင်းစည်းကမ်းများဒီအမှန်ချစ်လေးချစ်ပေးရမှာဖြစ်ပါတယ်ဒီနားလေးမှာအမှန်ချစ်လေးချစ်လိုက်ပါပြီးဆိုလို့ရှိရင်ရှေ့တို့ကိုဆက်သွားပါပြီးတော့ငွေပေးချေမှုကို10မိနစ်တွင်းလောက်ဆောင်ရမှာဖြစ်ပါတယ်ဖြစ်တဲ့အတွက်ကျမတို့ OK ကိုဆက်နှိပ်ပါဒီမှာဆိုလို့ရှိရင်တော့ MMQR ဆိုတာတော့ကျမတို့ KP တို့ BB တို့နဲ့ခြေတာဖြစ်ပါတယ် MPU gas ဆိုတာတော့ကျမတို့ bankat ပေါ့နော် bankat တွေနဲ့ပေးခြေတာဖြစ်ပါတယ်ကျမတို့ကဒီမှာ KB WB နဲ့ပဲအများစုခြေတာဖြစ်တဲ့အတွက် MMQR နဲ့ပြသွားပါမယ် MMQR ကိုဒီလိုအမှန်ချစ်လေးပို့အောင်နှိပ်ထားပါမယ်နှိပ်ပြီးပြီဆိုတာနဲ့ proceed to payment ပေါ့နော် proceed to payment ကိုတစ်ချက်နှိပ်ပါဒီလိုမျိုးလေးပေါ်လာပြီဆိုတာနဲ့ကျမတို့ဒီ QR code ကိုKB ရနေပြီးတော့မှ KB scan နဲ့ပေါ့နော်ဖတ်ပြီးတော့မှငွေပေးချင်တဲ့မီဖြစ်ပါတယ်အဲ့ငွေပေးချင်မှုကိုလည်းသူက9မိနစ်အတွင်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ဒီမှာတော့ကျမကတကယ်လို့ပေါ့နော်ကိုကတခြားဖုန်းတစ်လုံးနဲ့တခြားဖုန်းတစ်လုံးမှာ KB ရှိရဲ KB အဲ့ဖုန်းတစ်လုံးနဲ့ KB ကနေပေးချင်မယ်ဆိုရင်တော့ဒီပေါ်နေတဲ့ဒီ QR code လေးကိုတခြားဖုန်းတစ်လုံးကနေပြီး scan ဖတ်ပြီးတော့ငွေပေးချင်နိုင်ပါတယ်တကယ်လို့ကိုကဒီဖုန်းလေးကနေပဲပေးချင်ရမယ်ဆိုရင်တော့ပေးချင်ရမယ်ဆိုရင်တော့ဒီQR code ကိုscreenshot ရိုက်တာပဲဖြစ်စေပေါ့နော်save QR image ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့မှပေါ့နော်ဒါမျိုးလေးsave ပြီးတော့မှပဲဖြစ်စေကျမတို့ငွေပေးချင်မှုပြုနိုင်ပြီဖြစ်ပါတယ်ဒီ
ဒီလို QR code ကိုဝင်ပေးစီတဲ့အခါမှာတော့ကျမတို့ပုံမှန်KB တွေမှာသုံးနေကြ scan ကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုတာနဲ့ကျမတို့ရဲ့ဖုန်းထဲက gallery ထဲမှာပဲဖြစ်စီခုန save ထားတယ်ပေါ့နော်ဒီ QR code လေးကိုscan ဓာတ်ပုံတွေကနေပြီးရွှေ့မယ်ပေါ့နော်ရွှေ့ပြီးတော့မှ scan ဖတ်ပြီးတော့မှငွေပေးစီရမယ်process တွေကိုဆက်ပြီးလုပ်သွားပြီဆိုလို့ရှိရင်တော့ကျမတို့အခုဒီ QR code ပေါ့နော်ဒီ QR code ပေါ်နေတဲ့နေရာလေးမှာကျမတို့ယထာလက်မှတ်download လုပ်လို့ရမယ့်ပုံစံလေးပေါ်လာမှာဖြစ်ပါတယ်အဲ့ခါကြလို့ရှင်တော့ကျမတို့download ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ယထာလက်မှတ်ကိုဖုန်းထဲမှာတင်စီပြီးတော့မှယူသွားနိုင်ပြီဖြစ်ပါတယ်